Hello အားလုံးပဲမင်္ဂလာပါရှင် The Kitchen Diary Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်အဲ့တော့ဒီနေ့လေးကတော့လေကူရိုးရှင်းလာတဲ့ပစုံအာလူးကြော်လေးကိုကြိုးပမ်းမှာဖြစ်ပါတယ်အဲ့တော့ပထမဦးစွာအာလူးလေးတွေကိုအခွန်နှောက်ပြီးရင်မိနစ်နဲ့ငယ်လောက်စိမ့်နှောက်ပါမယ်စိမ့်နှောက်ပြီးပြီဆိုလို့ရှိရင်တော့အရင်နှွာထားတဲ့အာလူးတစ်ခုချင်းစီထဲကိုပစုံလေးတစ်ကောင်ထည့်ပါမယ်ထည့်ပြီးတော့ဟိုဘက်ဒီဘက်လိပ်ပြီးရကကြရင်ဒါပစုံလေးအပြင်မထွက်အောင်ကြကြထိုးတန်လေးနဲ့ထိုးပြီးတော့ပကံတစ်ခုတည်းကိုထည့်ထားပါမယ်ရှင်အားလုံးလုပ်ပြသွားပြီဆိုလို့ရှိရင်တော့စီလေးထည့်ပြီးစီပူလာအောင်စောက်ပါမယ်စီပူလာပြီးဆိုလို့ရှိရင်တော့တစ်ခုချင်းစီပေါ့နော်တစ်ခုချင်းစီမို့အကုန်လုံးလည်းထည့်လို့ရရပေါ့နော်ဒါပေမဲ့တတိထားပြီးတော့ကြော်ပေးဖို့လိုအပ်ပါတယ်ဘာလို့ဆိုရင်တော့တကြတိုးတန်လေးတွေအပြင်မထွက်အောင်ပေါ့နော်တတိထားထည့်ပြီးတော့ကြော်ပေးရပါမယ်ရှင်စီကိုတော့စီလေးများများထည့်ရင်တော့ပို့ပြီးတော့ပို့ပြီးကောင်းတယ်ပေါ့နော်ပို့ပြီးကျွတ်ကျွတ်လေးစားရတာပေါ့နော်ကျမတို့ပေါ့နော်အကုန်လုံးတခါရဲမကြော်ဘဲနဲ့တုပ်ဝက်စီနည်းနည်းစီထည့်ပြီးတော့ကြော်ပါရဲအဲ့တော့ကြော်လို့နည်းနည်းချက်ပြီးတော့အယောင်လေးနည်းနည်းတန်းလာပြီဆိုလို့ရှိရင်တော့ထုတ်လိုက်လို့ရပြီပေါ့နော်အဲ့တော့ထုတ်လိုက်ပါရဲထုတ်လိုက်ပြီးရင်တော့ဒီနောက်ပကံထဲမှာကျန်တဲ့ဟာလေးတွေကိုထည့်ပြီးတော့မိနစ်အနည်းငယ်လောက်စောက်ထားရပေါ့နော်ကျမတို့တိတ်ပြီးတော့မလှိပ်ပါဘူးသူကလည်းသူဒီအိုးထဲမှာရှိတဲ့စီနဲ့ပေါ့နော်ဒီထိုးရနဲ့သူချက်သွားအောင်လို့ကျမတို့ကတော့ခဏလောက်လေးဆောင်းလိုက်တယ်ပေါ့နော်ကြော်တာကလည်းအရင်တူးသွားမှာဆိုတဲ့အတွက်ကြောင့်မလို့ဒီအလွန်ဆုံး9မိနစ်လောက်ပဲပေါ့နော်9မိနစ်လောက်ပဲဆောက်ပြီးတော့ကြော်လို့ရှိရင်အယောင်လေးနည်းနည်းတန်းလာပြီဆိုတာနဲ့ဆယ်လိုက်လို့ရပါပြီရှင်တတ်စားတဲ့ channel လေးကိုကျွန်တော်တက်တယ်ဆိုလို့ရှိရင်တော့ like and subscribe လေးလုပ်ပေးကြပါဦးနော်အဲ့တော့အခုဆိုရင်တော့ပြေအားလုံးကြော်လို့ပေါ့နော်ပြီးသွားပြီဆိုရင်တော့ဒါကနောက်ဆုံးရလဲ final result လေးပဲဖြစ်ပါရဲ့ရှင်အဲ့တော့တုတ်ကျွတ်သားရည်လည်းမရှိဘူးခြေသားရည်လည်းမရှိဘူးပေါ့နော်အဲ့ဒါကိုစလက်ရက်လေးနဲ့တူစားပေါ့နော်အချင်းလေးကိုကြတော့ဒီတိုင်းခရမ်းချီတီ sauce ဆိုရင်တော့ပို့ပြီးတော့စားလို့ကောင်းတယ်ပေါ့နော်အဲ့တော့ကြော်ထားတဲ့အာလူးနဲ့ပစုံဟာလေးကိုယူပြီးစလက်ရက်ထည့်ပြီးတော့ဒီ sauce လေးနဲ့စားလိုက်အရင်စားလို့ကောင်းပါတယ်အဲ့တော့ချစ်ပေးကြတဲ့တယောက်ချင်းတိုင်းကိုလည်းကျေးဇူးထူးပေးတရှိပါတယ် see you in next video bye bye